အချိန်ဒီမတူညီလဲနိုင်ရီမတူညီလဲရာသီတွေမတူညီလဲနေရာတွေပြောင်းလဲသွားပါစေဒီမှာမိတယောက်တည်းရှိကနေတယ်မိရဲ့တယောက်တည်းထီးကြံနေတယ်အမောင်နဲ့အသိဉာဏ်နေမဲ့မြမပြည်တဲကအပီးတိုင်ထွက်ညဆိုရင်စိုက်ကိုထားဖောက်စင်းရဲမှာတအားကြောက်တယ်ဒါကြောင့်ခွေအလုပ်သေးချာကြိုးစားမယ်တစ်ပတ်တစ်ခေါက်တော့အရက်တောက်တယ်ဒီတန်တရားလိမ့်လို့ခီသိတ်ကိုထီးကြံတာတစ်ပတ်ကြောင့်လေခုချိန်စင်ပြင်းနေတဲ့ဖះကြောင့်မယ်ကိုပြန်လာရင်စီကြိုဖို့ရွှာပြင်းမှာတွားဆောင်မှာမိရဲ့ဝေးတော့မတွေ့ထားလို့ပါနှုတ်ဆက်သွားတဲ့ကနာမှာငါမနေနိုင်လို့အချိန်နဲ့များလွယ်နေတော့ငါပြောချင်လို့ငါပြောချင်လို့အခုတော့ရင်မြေချာနေရစိတ်တွေကြမှာအဆင်ပြေပါမလားအဆင်ပြေပါမလားကိုသိချင်ရတဲ့မေကလေးရှိတော့နိုင်ငံရေးဘာသာရေးလေးလာလိုက်စားပြတဲ့ခေါင်းတွေကမိုင်များထုတ်ကျမ်းမာရေးလည်းကောင်းအောင်အထိုင်ထလှုပ်တဲ့ညဘက်9နာရီဆိုငါတတိုင်းထဖြုတ်ပြေးသွားရင်ကောင်းကင်ကြီးကိုမော့ကြည့်ကြည့်ကြတဲ့ပွားများငါအနာနာမရှိစကားများတဲ့ကြားကလည်းမင်းရှိနေတော့ငါဘလောက်ချစ်တဲ့ကြောင်းဒီဖားသားနဲ့မားတော့ကြွားပြတိုင်းတစ်ပေါက်ကိုလှုပ်သွားလှုပ်ဖို့အထုံများထုတ်လူချင်းများလိုက်ပါစီးနေသည်လေရင်ကဝေမဝဲဆိုတော့မြန်မာပြည်ကမြေပြင်မှာလဲသူမအကြံကြတော့ကျွန်တော်ပြည်ကျင်တာပဲလွမ်းတဲ့ကြိုးစားရအောင်မီးပါတွေပြီးအချိန်တိုင်းငွေစက္ကန့်အားလုံးသူ့တော့ပါပဲပြည်တွင်းကနေထွက်ဒီတချင်းလေးကဆက်ပေါက်ပြေသွားတဲ့တရားတွေပြန်စားထိုးလဲကိုမယုံနိုင်ဘူးချစ်မင်းတို့တချင်းလေးတွေလက်ဆောင်ငါပေးထားခြင်းလို့ငါစိတ်မချနိုင်လို့အခုတော့ရင်မြေချာနေရစိတ်တွေကြမှာအဆင်ပြေပါမလားအဆင်ပြေပါမလားကိုသိချင်ရတဲ့မေအခုတော့ရင်မြေချာနေရစိတ်တွေကြမှာအဆင်ပြေပါမလားအဆင်ပြေပါမလားကိုသိချင်ရတဲ့မေကလေးအခုတော့ရင်မြေချာ